င်္ဂလာပါရှင် 5plus သတင်းဌာနရဲ့နောက်ဆုံးရသတင်းတွေကိုကျွန်မရင်မင်းထွန်းကတင်ဆက်ပေးမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့21ရာစုပင်လုံတက်ရောက်ရေးကိစ္စနဲ့ပတ်သက်ပြီး UNFC ရေးပေါ်အစည်းအဝေးကျင်းပနေတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပြောင်းစုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေးတက်ရောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့အရေးပေါ်အစည်းအဝေးကိုဒီကနေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပနေလို့သိရပါတယ်။ဒီအစည်းအဝေးကို UNFC အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတက်ရောက်နေပြီးအခုလ24ရက်မှာကျင်းပမဲ့21ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေးကို UNFC နဲ့ DPN အဖွဲ့ဝင်တွေတက်ရောက်မယ်မတက်ရောက်မယ်ဆိုတဲ့ကိစ္စတွေကိုအဓိကဆွေးနွေးဆုံးဖြတ်သွားဖို့ရှိတယ်လို့သိရပါတယ်။ဒါအပြင်ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN တို့တွဲဆုံညှိနှိုင်းခဲ့တဲ့ NCA နောက်ဆက်တွဲသဘောတူညီချက်9ချက်ကိုပြန်လည်သုံးသပ်ပြီးရှစ်လုပ်ငန်းစဉ်တွေချမှတ်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်ရှင်။အေရဝတီလင်းပိုင်ထိန်းသိမ်းရေး area ကိုမန္တလေးစကိုင်းနဲ့ကချင်ပြည်နယ်တို့အထိတိုးချဲ့နိုင်ဖို့ဆောင်ရွက်နေပါတယ်။လက်ရှိမှာတော့မန္တလေးတိုင်းဒေသကြီးအတွင်းကစင်ကူးမြို့နယ်နဲ့မတရားမြို့နယ်တွေကကျေးရွာ6ခုမှာဆောင်ရွက်နေတာဖြစ်တယ်လို့တားမြတ်ထိန်းသိမ်းရေးအဖွဲ့မှသိရပါတယ်။ဒီလိုလှုပ်ဆောင်ရတာဟာလင်းပိုင်ကြီးစုဖို့လာရောက်မဲ့ပြည်တွင်းပြည်ပခီးသွားတွေအတွက်လူထုအခြေပြုခီးသွားလုပ်ငန်းကိုတိုးချဲ့ဖော်ဆောင်ဖို့ဖြစ်တယ်လို့မန္တလေးတိုင်းဒေသကြီး9လုပ်ငန်းဦးစီးဌာနမှသိရပါတယ်။အေရဝတီလင်းပိုင်လာရောက်ကြီးစုသူပြည်တွင်းပြည်ပခီးသွားအရေးအတွက်ကလည်းတစ်နှစ်ကို1000ဝန်းကျင်ရှိတယ်လို့သိရပါတယ်ရှင်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ကသူရဦးတင်ဦးကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက်မနေ့ကညနေကမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်မှာလူငယ်ပညာရှင် MC Press ကိုတန့်စင်က graffiti ရွေးဆွဲပြီးဆုတောင်းခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့ရဲ့22လမ်းနဲ့21လမ်းကြား88လမ်းနဲ့89လမ်းကြားမှာသူရဦးတင်ဦးပုံတူ graffiti ရေးဆွဲခဲ့တာဖြစ်ပြီးကျမ်းမာရေးအမြန်ဆုံးကောင်းမွန်လာဖို့ဆုတောင်းပေးခြင်းတဲ့အတွက်အခုလိုရေးဆွဲရတာဖြစ်တယ်လို့ MC Press ကိုတန့်စင်ကပြောပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ကဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးအမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့အတွက်မေလ18ရက်မှစတင်ကရန်ကုန်မန္တလေးအပါအဝင်မြို့အချို့တွေမှာဆူတောင်းပွဲတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒီသတင်းကိုမန္တလေးသတင်းတောက်ရင်းရင်မင်္ဂလာပြပို့ထားဖြစ်ပါတယ်ရှင်။ American သမ္မတ Donald Trump ကအကြမ်းဖက်ဝါဒကိုဆန့်ကျင်ကြဖို့မွတ်စလင်ခေါင်းဆောင်တွေကိုတိုက်တွန်းလိုက်ပါတယ်။မနေ့ကဆော်ဒီမှာမွတ်စလင်နိုင်ငံတွေကခေါင်းဆောင်တွေနဲ့တွေ့ဆုံစကားပြောရမှာအခုလိုပြောဆိုသွားတာပါ။အဲ့ဒီမိန့်ခွန်းမှာအကြမ်းဖက်ဝါဒတိုက်ဖြတ်ရေးဟာအစိုးနဲ့အကောင်ကြားတိုက်ပွဲဖြစ်တယ်လို့ပြောသွားပါတယ်။ Trump ကအီရန်နိုင်ငံကိုဝေဖန်ခဲ့ပြီးတော့အကြမ်းဖက်ဝါဒဆန့်ကျင်ရေးစစ်ပွဲဟာဘာသာနှစ်ခုကြားစစ်ပွဲနှစ်ခုမဟုတ်ဘူးလို့ပြောကြားသွားပါတယ်။ဒါ့အပြင်အေရှန်ဆော်ဒီနဲ့အာရပ်နိုင်ငံတွေရဲ့လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းတွေနဲ့ပတ်သက်ပြီးဝေဖန်တာမျိုးမလုပ်ခဲ့ဘူးလို့ AP သတင်းမှာဖော်ပြထားပါတယ်ရှင်။ပရီးမီးယားလိချန်ပီယံဖလားကိုလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလို့ချယ်လ်ဆီနည်းပြကွန်ဒီကပြောလိုက်ပါတယ်။မနေ့ကညပိုင်းကစန်ဒါလန်အသင်းကိုအိမ်ကွင်းမှာ9ဂိုးတကူနဲ့အနိုင်ရတဲ့ပွဲစဉ်အပြီးမှာအခုလိုပြောလိုက်တာပါ။ဒါကြောင့်ချယ်လ်ဆီအသင်းဟာပရီးမီးယားလိသမိုင်းမှာ100အသီးတဲ့ပွဲ30အနိုင်ရတဲ့ပထမအဆုံးအသင်းဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ကွန်ဒီကတော့အခုလိုအောင်မြင်မှုကြီးကြီးမားမားရရှိပြီးချန်ပီယံဖလားကင်မြောက်နိုင်ဖို့အတွက်ခက်ခဲတွေအများကြီးရှိခဲ့ပြီးလွယ်ကူကူနဲ့အောင်မြင်မှုရခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့သူနဲ့ကစားသမားတွေဟာ100တီလုံးစူးစမ်းခဲ့တာကြောင့်အခုလိုထူးခြားကောင်းမွန်တဲ့အောင်မြင်မှုကိုရခဲ့တာလို့ဆိုပါတယ်။ချယ်လ်ဆီအသင်းဟာလာမယ့်စနေနေ့မှာတော့အာဆင်နယ်အသင်းနဲ့ FA ဖလားဘိုးလူပွဲရှင်ပြိုင်ရတော့မှာဖြစ်တယ်လို့စပေါ်မိုးသတင်းမှာဖော်ပြထားပါတယ်ရှင်။အာဆင်နယ်နီးပြအာဆင်ဝင်းကအပေါ်ပြည်သက်တွေရဲ့အဝေဖန်မှုတွေဟာမတရားဘူးလို့မန်ယူနီးပြဟောင်းဖာကူဆန်ကပြောလိုက်ပါတယ်။မကြာသေးခင်လပိုင်းတွေကစပြီးအာဆင်နယ်ပြည်သက်တွေဟာအသင်းရလက်တွေကောင်းမွန်မှုမရှိတာကြောင့်နီးပြအာဆင်ဝင်းကကိုနှုတ်ထွက်ဖို့ဆန္ဒပြလာခဲ့ကြတာပါ။ပရီးမီးယားလိမှာအာဆင်ဝင်းကားနဲ့18နှစ်ကြာရှင်ပြိုင်လာခဲ့တဲ့မန်ယူနီးပြဟောင်းဖာကူဆန်ကတော့အာဆင်ဝင်းကားရင်ဆိုင်နေရတဲ့ PR တွေနဲ့ဝေဖန်မှုတွေဟာတရားမျှတမှုမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါအပြင်အာဆင်ဝင်းကားလိုနီးပြမျိုးနောက်ထပ်ရဖို့မတိကျဘူးလို့လည်းဆိုပါတယ်။အာဆင်နယ်အသင်းဟာမင်းညပိုင်းကပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာအေဗာတန်အသင်းကို3ဂိုးတကူနဲ့အနိုင်ရခဲ့ပေမဲ့လည်းအဆင့်9နေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့်နောက်နှစ်ဘောလုံးရသည်မှာချန်ပီယံလိဝင်ခွင့်မရတော့ဘဲယူရိုပါလိပြိုင်ပွဲသာဝင်ခွင့်ရတော့တယ်လို့စပေါ်မိုးသတင်းမှာဖော်ပြထားပါရဲ့ရှင်။သတင်းတွေကိုဒီမှာပဲရန်နာပါမယ်။ဒီကနေ့နေ့လယ်2နာရီမှာလည်းသတင်းစီစဉ်သစ်တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သက်များအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသေးရှင်။